ရုပ်ရှင် The Forbidden Depths ဟာပင်လယ်အောက်ကရွှေမြို့တော်ကိုရှာဖွေနေတဲ့ပင်လယ်တပြအကြောင်းပြောပြထားပါတယ်။သင်္ဘောတစ်စီးပေါ်ကပင်လယ်တပြအဖွဲ့ကဗိုလ်ချုပ်ကိုအားခံကြတယ်။ရွှေမြို့တော်ရဲ့တည်နေရာကိုမျှဝေဖို့ညှင်းဆန်တာကြောင့်ပါ။ဗိုလ်ချုပ်ကိုချိန်ကြောက်ကြတယ်။ရုတ်တရက်ပစ်လိုက်တယ်။ပင်လယ်ထဲကိုပြုတ်ကျသွားတယ်။ရေဘူးထဲမှာသူ့ရဲ့သားဟိတ်ဆင်းရှိနေတယ်။20အကြာမှာဟိတ်ဆင်းကရှုပ်ခံတဲ့အဖွဲနဲ့အတူကြီးပြင်းလာတယ်။ကပတိန်လောင်ကသူ့ကိုကယ်တင်ပြီးမွေးစားခဲ့တယ်။လောင်ကပင်လယ်အောက်မှာဘန်တာကိုရှာဖွေဖို့ညွှန်ကြားတယ်။ဟိတ်ဆင်းကရေငုပ်ဖို့ပြင်ဆင်တယ်။အဖွဲတွေကလူငယ်တယောက်ကသူ့ကိုကယ်ရတယ်။လောင်ကအားပေးတယ်။ဟိတ်ဆင်းကတယောက်တည်းရှာဖွေပြီးရွှေတုပ်တစ်ချောင်းကိုတွေ့သွားတယ်။အစိတ်အပိုင်းတစ်ခုကိုချိုးယူလိုက်တယ်။အင်အားကသူ့လက်ထဲကိုကူးပြောင်းသွားတယ်။သမုဒ္ဒရာတတ္တဝါကြီးတစ်ကောင်ပေါ်လာတယ်။သူ့ကိုမထိခိုက်စေပဲရေကူးသွားတယ်။ဟိတ်ဆင်းကမိသွားတယ်။လောင်ကကိုယ်တိုင်ရေငုပ်တယ်။ဟိတ်ဆင်းကိုရှာဖွေတွေ့ရှိပြီးလေဘူးပေးတယ်။ရုတ်တရက်သမုဒ္ဒရာတတ္တဝါပြန်ပေါ်လာတယ်။လောင်ကိုတိုက်ခိုက်ပြီးခွဲထုတ်လိုက်တယ်။ဟိတ်ဆင်းကမျက်နှာပြင်ကိုရေကူးတက်တယ်။ပင်လယ်တပြားတွေကတင်ဘောကိုတိုက်ခိုက်နေတာတွေ့ရတယ်။လောင်ပြန်ပေါ်လာတယ်။တတ္တဝါကလောင်ကိုအလုံးလိုက်မြုပ်ချလိုက်တယ်။အဖွဲ့ဝင်တွေကကြောက်ရွံ့ပြီးဟိတ်ဆင်းကိုစွန့်ပစ်ခဲ့တယ်။ပင်လယ်တပြားတင်ဘောကဟိတ်ဆင်းကိုဖမ်းခေါ်သွားတယ်။ပင်လယ်တပြားဘရင်မကပခုံးပေါ်ကအရိုက်စာကိုတွေ့သွားတယ်။ရှုပ်ခံတယောက်ပါလို့ပြောတယ်။ရွှေအစိတ်အပိုင်းကိုပင်လယ်ထဲမှာတွေ့တယ်လို့ပြောတယ်။ထောင်ပွင်းဖို့အမိန့်ပေးတယ်။အန်ဆူဆိုတဲ့မိန်းကလေးနဲ့အတူထောင်ပွင်းတယ်။အန်ဆူကကျိုးတွေကိုဖျက်ပေးနိုင်တယ်လို့ပြောတယ်။ရွှေအစိတ်အပိုင်းကိုရှာဖွေတွေ့သွားတယ်။မြေပုံပေါ်မှာအီလီဆာကျွန်းပေါ်မှာအမှတ်သားရှိတာတွေ့ရတယ်။အန်ဆူကပင်လယ်တပြားအဖွဲ့ရှိပေါ်လာပြီးစော်ကားဖို့ကြိုးစားတယ်။ဟိတ်ဆင်းကသူ့မှာကိုကယ်တင်တယ်။နှစ်ယောက်စလုံးပင်လယ်ထဲကိုခုန်ကြတယ်။ဟိတ်ဆင်းရဲ့ကြိုးကိုမြားနဲ့ထိခိုက်သွားတယ်။ပင်လယ်တပြားဘရင်မကဖြတ်ခဲ့တာ။နောက်နေ့မှာဟိတ်ဆင်းကနိုးတဲ့အခါအန်ဆူကထန်ရာကိုစောင့်ရှောက်ပေးနေတာတွေ့ရတယ်။အန်ဆူကအီလီဆာကျွန်းကလာတယ်လို့ပြောပြီးရွှေမျိုးတော်ကိုရှာဖွေနေတယ်လို့ဖွင့်ရတယ်။ဝိညာဏမျိုးကိုဖျက်တမ်းနိုင်အောင်ပြောတယ်။အရန်အီးပြီးတည်ဆုံးတယ်။ပြတ်သားရည်ရှိတယ်လို့ပြောတယ်။မြူထဲကိုဆွဲထည့်ခံရပြီးဟိတ်ဆင်းကမိသွားတယ်။အန်ဆူကပြတ်သားရည်ကိုတောက်ခိုက်ပြီးနိုးအောင်လုပ်တယ်။မြူကိုဖျက်တမ်းပြီးနောက်အန်ဆူရဲ့အိမ်ကိုခေါ်သွားတယ်။ဒေါက်တာဝူကိုတွေ့တယ်။ထန်ရာကိုကုပြီးခဲ့တယ်လို့ပြောတယ်။ဝူကရွှေအစိတ်အပိုင်းနဲ့တူတဲ့ပုံမှာပါဝင်တဲ့စာအုပ်တအုပ်ပြီးတယ်။မြူတော်ဟာအီယာမတောင်အောက်မှာရှိတယ်။တောင်ထိပ်ကိုတက်ဖို့ဆုံးဖြတ်ကြတယ်။ရေထဲမှာပုံပြောင်တစ်ခုရှိတာတွေ့ရတယ်။ပုံပြောင်ကိုဖျက်သားမှဝင်ရောက်နိုင်မယ်။၃ယောက်စလုံးရင်ကိုပြီးဝင်သွားတယ်။ဟိတ်ဆင်းကဖခင်နဲ့အတူအရင်ကတီကိုရောက်ဖို့တယ်။ရေဒီလာနေပြီးမှုပြေးရမယ်လို့တတိပေးတယ်။ရေကစီးဝင်လာပြီးမြုပ်ချတော့မယ်။ဟိတ်ဆင်းရဲ့လက်ကနေစွမ်းအင်ထွက်လာပြီးရေကိုရေခဲဖြစ်ပြောင်းလိုက်တယ်။ပင်လယ်အားလုံးရဲ့မြေပုံဖော်ပြထားတဲ့နေရာစီရောက်သွားတယ်။အန်ဆူကဟိတ်ဆင်းကိုဘသူလဲလို့မိတယ်။ပင်လယ်ရေမျက်လုံးကိုဖွင့်နိုင်မယ်တယောက်တည်းသူဖြစ်တယ်လို့ဖခင်ပြောခဲ့တယ်။အန်ဆူကအဆကနေမပြောဘူးဆိုတာစိတ်မကောင်းဖြစ်သွားတယ်။ဟူကအစ်အမှန်အမိကစားတာဖြစ်ပြီးဖခင်နဲ့အတူပင်လယ်တပြဖြစ်ခဲ့တယ်လို့ပြောတယ်။ဟိတ်ဆင်းကထွက်သွားတယ်။ပင်လယ်တပြတွေကရွာသားတွေကိုတိုက်ခိုက်ပြီးအန်ဆူရဲ့အဖိုးကိုတပ်ပစ်ပြီးသား။စားတာပေါ်လာပြီးပင်လယ်တပြအားလုံးဥယျာဉ်ကြတယ်။ရွာသားတွေကိုထိခိုက်စေမှာမဟုတ်ဘူးလို့ပြောတယ်။ရွာသားတွေကကြောက်တုံးနေနဲ့ပြစ်ကြတယ်။ပင်လယ်တပြတွေနဲ့အတူသွားဖို့ဆုံးဖြတ်တယ်။စားတာကဖခင်ရဲ့ယူနီဖောင်းကပြုတ်လုထားတာလို့ပြောတယ်။စားတာကသူတို့ကဖခင်ကိုတတ်ခဲ့တာလို့ပြောတယ်။ကျွန်းရဲ့တကားကိုဖွင့်ဖို့ဖိတ်ခေါ်တယ်။အန်ဆူကအဖိုးကိုမြုံနှံပြီးနောက်ကျွန်းကိုအုပ်ချုပ်တယ်။လောင်ကအသက်ရှင်နေစဉ်အန်ဆူကသူ့စီသွားဖို့ဆုံးဖြတ်တယ်။ဝိညာဏမျိုးကိုချိုးဖျက်ဖို့မဟာမိတ်ဖွဲ့ဖို့တောင်းဆိုတယ်။လောင်ကကေတင်ဖို့သွားမယ်လို့ပြောတယ်။ဟိတ်ဆင်းကိုမျိုးတော်ရဲ့တကားကိုဖွင့်ဖို့စားတယ်။လောင်ရဲ့အဖွဲကတင်ဘောကိုတိုက်ခိုက်တယ်။ဟိတ်ဆင်းကပြန်ဖို့ရင်းနေ။အန်ဆူပေါ်လာပြီးသူ့ဘဝအကြောင်းသိခဲ့ပြီလို့ပြောတယ်။ဖခင်ကကောင်းမွန်တဲ့လူတစ်ယောက်လိုဖွင့်လာတယ်။လောင်ကတင်ဘောကိုပေါ်လာတယ်။ဟိတ်ဆင်းကိုဖတ်တယ်။စာရာကလောင်ကိုပြစ်လိုက်တယ်။လောင်သိဆုံးတယ်။ဟိတ်ဆင်းကစာရာကဖခင်ကိုလည်းပြစ်ခဲ့တာပြန်မှတ်မိတယ်
စာရာကတဲမောကနေထွက်ပြေးသွားတယ်ဟိတ်ဆင်းကတငယ်ချင်းတွေကိုလောင်းရက်ကိုယူဖို့အမိတ်ပေးပြီးကျန်နာကိုသူကတာဝန်ယူမယ်လို့ပြောတယ်ပင်လေတပြားခေါင်းဆောင်ကအန်ဆူကိုတတ်ဖို့လုပ်တယ်ဟိတ်ဆင်းကသူမကိုဟန်တားနိုင်လိုက်တယ်သမုတ်တရားတတ္တဝါရုတ်တရက်ပေါ်လာပြီးသူမကိုမြူချလိုက်တယ်ဟိတ်ဆင်းကပင်လေရဲ့မျက်လုံးထဲကိုဝင်သွားပြီးစာရာကိုရပ်တန့်ဖို့ဆုံးဖြတ်တယ်မြို့တော်စီရောက်သွားနိုင်ပြီးရှေ့ကိုကြည့်တဲ့အခါစာရာကိုတွေ့ရတယ်စာရာကမြို့တော်ကနေစွမ်းအင်ကိုစုပ်ယူပြီးခန္ဓာကိုယ်ကရွှေအဖြစ်ပြောင်းလဲသွားတယ်ဟိတ်ဆင်းကသူလုံးနေတာကိုရက်ဖို့ပြောဖို့ကြိုးစားတယ်စာရာကအရန်ဒေါသထွက်ပြီးပင်လေထဲကရီအားလုံးကိုရီခဲအဖြစ်ပြောင်းလဲလိုက်တယ်အင်အားကြီးမားမှုနဲ့ဟိတ်ဆင်းကိုပြုတ်ကျသွားစေတယ်ရီခဲအကာအကွယ်ကိုဖြိုဖျက်ဖို့ပြန်ထလာပြီးစာရာကိုရပ်တန့်ဖို့ကြိုးစားတယ်မအောင်မြင်ဘူးစာရာကသူ့ကိုတွေ့တဲ့အခါအင်အားလုံးနဲ့တိုက်ခိုက်ပြီးဟိတ်ဆင်းကမိမျိုးတော်မလာနဲ့အထိပြုတ်ကျသွားတယ်ဖခင်ရဲ့ရွှေယူနီဖောင်းအစိပ်ပိုင်းကိုဖမ်းဆုပ်လိုက်တယ်အရီရွှေအဖြစ်ပြောင်းလဲသွားတယ်ရွှေအရီကသူ့လက်ထဲကိုဝင်သွားပြီးရွှေလက်အဖြစ်ပြောင်းလဲသွားတယ်ခန္ဓာကိုယ်ထဲမှာစွမ်းအင်ကြီးမားတာကိုခံစားရတယ်ရွှေလက်ကိုတုံးပြီးအကာအကွယ်ကိုဖြိုဖျက်တယ်အောင်မြင်ပြီးအကာအကွယ်ကစာရာစီပြုတ်ကျသွားပြီးတတ်လိုက်တယ်စာရာတိဆုံးတဲ့အခါဝိညာဏမြူကအီလီဆာတိုက်ပြီးကနေလုံးဝပျောက်ကွယ်သွားတယ်ဟိတ်ဆင်းရဲ့တငယ်ချင်းတွေအားလုံးအောင်မြင်မှုကြီးအတွက်အယံဝမ်းသာကြတယ်ဒါပေမဲ့တစ်ချိန်တည်းမှာဟိတ်ဆင်းတိဆုံးပြီလို့ထင်ပြီးဝမ်းနည်းကြတယ်ရုတ်တရက်သူကပင်လေတွေကပြန်ပေါ်လာပြီးအသက်ရှင်နေစေးဆိုတာသူတို့နားလေသွားကြတယ်အန်ဆူကအယံဝမ်းသာသွားပြီးအဲ့ဒီနေ့ကစလို့ဘဝကိုဆက်လက်ဖြတ်တန်းဖို့ဆုံးဖြတ်ကြတယ်ဒါနဲ့ရုပ်ရှင်ကအဆုံးသတ်ပါတယ်